တမိုင်းဆိုတာအနိုင်ရသူတွေရေးခဲ့တာလို့ပြောကြပါတယ်။ဒါကြောင့်လဲကျွန်တော်တို့သင်ကြားခဲ့ရတဲ့တမိုင်းစာအုပ်တွေမှာကဘာကျော်ပုဂ္ဂိုလ်ကြီးတွေရဲ့တောက်ပတဲ့အောင်မြင်မှုတွေကိုပဲအသားပေးဖော်ပြထားလေးရှိပါတယ်။ဒါပေမဲ့သူတို့ရဲ့အောင်မြင်မှုတွေရဲ့နောက်ွယ်မှာလူမသိအောင်ဖုံးကွယ်ထားခဲ့တဲ့ထူးဆန်းလွန်းတဲ့အမူအကျင့်တွေနဲ့တုံ့လောက်စရာကောင်းတဲ့လျှို့ဝှက်ချက်တွေရှိနေခဲ့မယ်ဆိုရင်ရောဒီနေ့မှာတော့တမိုင်းစာအုပ်တွေကဖျောက်ဖျက်ထားခဲ့တဲ့ကဘာကျော်ပုဂ္ဂိုလ်ကြီး၃ဦးရဲ့လူမသိသေးတဲ့အကြောင်းအရာတွေကို Daily Point မြန်မာကနေတင်ဆက်ပေးသွားမှာပါပထမဆုံးအနေနဲ့ကမ္ဘာဆွဲအားနိယာမကိုရှာဖွေတွေ့ရှိခဲ့တဲ့ပါရမီရှင်ကြီး Isaac Newton အကြောင်းပါကျွန်တော်တို့ကသူ့ကိုသိပ္ပံပညာရှင်ကြီးလိုပဲတည်ထားကြပေမဲ့တကယ်တော့သူဟာ accurate ပညာနဲ့မော်ပညာတွေကိုအယူမူဆွဲလန်းခဲ့သူပါသူကွယ်လွန်ပြီးတဲ့နောက်မှာသိပ္ပံနဲ့မဆိုင်တဲ့လျှို့ဝှက်စာမှုပေါင်းများစွာကိုတွေ့ရှိခဲ့ရပြီးအဲ့ဒီထဲမှာ DS တွေကိုရွှေအဖြစ်ပြောင်းလဲဖို့နဲ့တေမြို့မထစ်စေတဲ့ဆေးရည်တွေကိုတိတ်တဆိတ်ဖော်ဆက်နေခဲ့တာပါပိုပြီးထူးဆန်းတာက Newton ဟာတမန်ကျမ်းစာတွေကကုတ်တွေကိုတွက်ချက်ပြီး2060ခုနှစ်မှာကဘာကြီးဖျက်ဆီးလိမ့်မယ်လို့ Hawking ထုတ်ခဲ့တာပဲဖြစ်ပါတယ်ဒီအချက်ကိုတမိုင်းစာအုပ်တွေမှာသိပ္ပံပညာရှင်တယောက်ရဲ့ဂုဏ်သိက္ခာအတွက်ဖုံးကွယ်ထားခဲ့ကြပါတယ်လျှက်စစ်မီတီကိုတီထွင်ခဲ့တဲ့ Thomas Edison ကိုဘာတွေကြံစီခဲ့တယ်လဲသူဟာသူ့ရဲ့ဘဝနောက်ဆုံးအချိန်တွေမှာတေထွေရီရဲ့ဝိညာဉ်နဲ့စကားပြောလို့ရမယ် Spirit Phone လို့ခေါ်တဲ့စက်ပစီတစ်ခုကိုတီထွင်မှုကြိုးစားခဲ့ပါတယ်သူကဝိညာဉ်ဆိုတာပျောက်ပြတ်မသွားတဲ့စွမ်းအားတစ်ခုဖြစ်လို့နီးပညာနဲ့ဖမ်းယူလို့ရတယ်လို့ယုံကြည်ခဲ့တာပါသူဒီစက်ကိုတကယ်ပဲအောင်မြင်အောင်လုပ်နိုင်ခဲ့သလားဆိုတာတော့ဘယ်သူမှမသိပါဘူးဒါပေမဲ့တေလွန်သူတွေနဲ့ဆက်သွယ်ဖို့ကြိုးစားခဲ့တဲ့သူ့ရဲ့ဒီစမ်းသပ်မှုဟာခေတ်သစ်သိပ္ပံလောကမှာတော့အတော်လေးကိုထူးဆန်းနေခဲ့ပါတယ်နောက်ဆုံးတစ်ယောက်ကတော့ Albert Einstein ပါ Einstein ရဲ့ဘဝမှာလူသိနေတဲ့ဝမ်းနယ်စရာလျှို့ဝှက်ချက်တစ်ခုရှိပါတယ်အဲ့ဒါကတော့သူ့ရဲ့ပထမဆုံးဇနီးလောင်းနဲ့ရခဲ့တဲ့ Liza လွတ်အမည်ရတဲ့သမီးဦးလေးအကြောင်းပါဒီကလေးမလေးရဲ့တည်ရှိမှုကို Einstein ကတကမ္ဘာလုံးကိုလျှို့ဝှက်ထားခဲ့ပါတယ်သူတို့ရဲ့ပုံကိုယ်ရေးပေးစာတွေကို1980ခုနှစ်ဝန်းကျင်မှာပြန်တွေ့မှသာ Einstein မှာသမီးတစ်ယောက်ရှိခဲ့တာကိုသိခဲ့ရတာပါအဲ့ဒီသမီးလေးကငယ်ငယ်တည်းကဆုံးပါသွားတာလားဒါမှမဟုတ်တယောက်ယောက်စီမွေးသွားခန်းလိုက်တာလားဆိုတာကတော့ဒီနေ့အထိသမိုင်းရဲ့အဖြေမရှိပဟဲလီတစ်ခုဖြစ်နေသေးပါပဲကျွန်တော်တို့လေးစားအားကြရတဲ့ပုံကိုယ်ကြီးတွေမှာလည်းကျွန်တော်တို့လိုပဲထူးဆန်းတဲ့အယူဆတွေဖုံးကွယ်ထားတဲ့အမားတွေရှိနေတတ်ကြပါတယ်သူတို့ရဲ့ဒီလျှို့ဝှက်ချက်တွေကသူတို့ရဲ့ပါရမီကိုယော့သွားစေသလားဒါမှမဟုတ်ပိုပြီးစိတ်ဝင်စားစရာကောင်းသွားစေသလားမိတ်ဆွေတို့ရဲ့အမြင်ကို comment မှာရေးပြီးသွားပါဦးအခုလိုသမိုင်းနဲ့နီးပညာရဲ့ထူးခြားတဲ့အကြောင်းအရာတွေကိုအမြဲကြည့်ဖို့ Daily Point မြန်မာ Facebook page ကို follow လုပ်ထားဖို့မမေ့နဲ့အောင်နော်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ် bye bye